ဟုတ်ကဲ့ပါကျွန်တော်အခုရောက်ရှိနေတာကတော့မိထီလာမြို့မှာရှိတဲ့မိထီလာကန်တော်ကြီးပဲဖြစ်ပါတယ်ဒီမိထီလာကန်တော်ကြီးဟာဆိုရင်ပြတမိုင်းကျောင်းအထောက်အထားများရကတ္တဖမြတ်စွာဘုရားရှင်လက်ထက်တော်ကနေစတင်ခဲ့ပြီးတော့ဂရမမြတ်စွာဘုရားရှင်မပွင့်တော်မူသည့်ကြားစัจ जा မင်းအကရဏမင်းလက်ထက်မှာလူတွေလှုပ်ခဲ့တဲ့ကန်တော်ကြီးလို့သိရှိရပါတယ်ဒီကန်တော်ကြီးဟာဆိုရင်အချင်းမိုင်9မိုင်နဲ့အနံမိုင်ဝက်ရှိပြီးစတူရန်မိုင်3မိုင်တိတိရှိတဲ့ရေကန်တော်ကြီးပဲဖြစ်ပါတယ်ဒီမိထီလာရေကန်တော်ကြီးကနေပဲဒီမိထီလာမျိုးကလူတွေကိုတောက်ရည်တော်၎င်းစိုက်ပျိုးရည်တော်၎င်းခွဲဝေဖြန့်ချီပြီးတော့ထုတ်လုပ်ပေးနေရပဲဖြစ်ပါတယ်ဒီမိထီလာကန်တော်ကြီးနဲ့ပတ်သက်တဲ့ပေါ့နော်လူတွေမသိတဲ့တမိုင်းအထောက်ထားအရာဆိုရင်ဒီမိထီလာကန်တော်ကြီးကိုဟိုးအရင်လက်ထက်ကရှီရှားကန်တော်ကြီးဆိုပြီးတော့ခေါ်ခဲ့ကြပါတယ်နောက်ပြီးတော့ဒီဖျားရှင်လက်ထက်ကနေစပြီးတော့ခေတ်ဆက်မင်းနိုင်ဟာဒီမိထီလာကန်တော်ကြီးကိုမွမ်းမံပြုပြင်တိဆောက်ခဲ့ရမှာစင်ကဲပြောင်းလဲမှုတွေနဲ့တိဆောက်လုပ်ထားတယ်လို့လည်းမှတ်တမ်းများအရသိရှိရပါတယ်ဒီမိထီလာကန်တော်ကြီးကိုရှီရှားကန်ကနေမိထီလာကန်လို့ဖြစ်ပေါ်ခေါ်ဆိုရတဲ့အကြောင်းရင်းကလည်းအထင်ရှားရှိပါတယ်ဒီမိထီလာကန်တော်ကြီးကိုရှီရှားကန်အနေနဲ့ခေါ်သမုတ်စင်မှာပဲပကံခေအနွယ်ထာမင်းကြီးလက်ထက်မှာအကြီးကြီးတွေကဒီရှီရှားကန်ကိုအမိပြုတ်ပြီးတော့တောင်းညမ်းနေကြောင်းရှီရှားကန်ဘေးရွာမှာနေထိုင်တဲ့သူတွေရဲ့သတင်းပေးချက်အရအနွယ်ထာမင်းကိုယ်တိုင်ဒီရှီရှားကန်တော်ကြီးကိုစစ်ချီပြီးတော့အကြီးကြီးများကိုနှိမ်နှင်းတုတ်တင်ခဲ့ပါတယ်ထို့နောက်ဒီရှီရှားကန်တော်ကြီးကိုအရှင်အရဟံဦးစီးပြီးအနွယ်ထာမင်းနဲ့တကွမင်းပိဋကအပေါင်းတို့ကပြန်လည်ပြုပြင်ထိမ့်သိမ်းဆောက်ရှောက်ခဲ့ပါတယ်ထို့သို့ထိမ့်သိမ်းဆောက်ရှောက်နေရင်းနဲ့မှအနွယ်ထာမင်းတရားဟာသူ့ရဲ့စစ်တီရဲမဲ့ထဲကမောင်ထောင်းတော်လို့ခေါ်တဲ့လူတစ်ယောက်ကိုဒီမိထီလာကန်တော်ကြီးရဲ့ရေဟာပုတ်ပါတောင်မကြီးနဲ့ဆက်ဆက်မှုရှိမရှိခိုင်းစေလိုက်ရမှထိုအမှုတန်းသည်မြင်းနဲ့ဒုံဆိုင်သွား၍မိထီလာကန်ကြီးရဲ့ရေကိုပုတ်ပါတောင်နဲ့ဆက်မှုရှိမရှိစစ်ဆေးပြီးပြန်သောအခါမထိပါဟုရှောက်တင်ပြီးတကာလအမောဆို၍တည်ဆုံးသွားပါသည်ထိုအခါထိုကန်ကြီးအမိဟာမထိလာဟုပြောင်းလဲခေါ်ဝသမုတ်ခဲ့ကြပြီးနှစ်ကာလပြိတ္တတေကြာရှည်တဲ့အခါမှာတော့မိထီလာကန်ဟုပြင်ဆင်သတ်မှတ်ခေါ်ဆိုခဲ့ကြပါတယ်မိထီလာကန်ကိုအစွဲပြုပြီးမြို့တီကမိထီလာမြို့ဟုယနေ့တိုင်ခေါ်ဟောသမုတ်ကြပါတယ်ဒီမိထီလာဆိုတဲ့နာမည်ကတော့အနွယ်ထာမင်းတရားကြီးကိုယ်တိုင်မှဲ့ခေါ်ထားတဲ့နာမည်ပဲဖြစ်ပါတယ်ခင်ဗျာဒီမိထီလာကန်မှာအနဝတ်ရေပေါ့နော်နတ်ပြည်ကအနဝတ်ရေပါဝင်နေဆိုပြီးတော့သိရှိရပြီးတော့ဒီမိထီလာကန်မှာဆိုရင်ဖြစ်ဒိုက်များမှော်များပေါက်ရောက်ခွင့်မရှိပါမပေါက်ရောက်ပါပြီးရင်ရေကြီးကန်ရေနောက်ကန်ဟုမှတ်သားသိရှိရပြီးရေကန်နှစ်ခုခွဲပါတယ်ဒီရေကန်နှစ်ခုကိုခွဲခြားထားတာကတော့တာစီမြင်းကြံမိရထားလန်ဟာဒီရေကြီးကန်ရေနောက်ကန်ရဲ့ဂျားထဲမှာဆက်ပြီးတော့စောက်လုပ်ထားတဲ့မိရထားလန်ပဲဖြစ်ပါတယ်ခင်ဗျာဒါကတော့ရေဘဲပေါ့နော်ကျွန်တော်ကိုယ်တိုင်ရောက်ရှိခဲ့ပြီးတော့ရေဘဲကိုကျွန်တော်အမှတ်တရရရှိပြီးရိုက်ထားတာဖြစ်ပါတယ်ရေဘဲနဲ့ဒီပေါ့နော်ဒီရေဘဲလေးကလာရောက်ပြီးတော့ခိုနာတာလေးကိုနဂါးကကြည်နေတယ်ဆိုတဲ့အထာမျိုးလေးပေါ့နော်ထူဆန်းသွားတွေ့မြင်ရတဲ့အတွက်ရိုက်ကူးထားလိုက်တာပဲဖြစ်ပါတယ်ဒီမိထီလာကန်တော်ကြီးကိုမောင်ထောင်းတော်နက်ကဆောင်းလျှောက်ပြီးတော့ဒီမိထီလာကန်တော်ကြီးမှာအတွဲများမဖွဲမရာပြုလုပ်ပါကဆိုးရွားတဲ့ကံကြမ္မာဆိုးတွေကိုခံစားစေရမှာပဲဖြစ်ပါတယ်တခါကလည်းမိထီလာကန်နာမှာအတွဲမဖွဲမရာပြုလုပ်တဲ့အခါခွာမရပဲနဲ့တည်ဆုံးသွားတဲ့အထိဖြစ်ပျက်ခဲ့တယ်လို့အဲ့ဒီမျိုးကံများကတေချာကိုပြောဆိုခဲ့ကြပါတယ်ပြီးရင်ဒီမိထီလာကန်မှာငရံငလူငအူများနေထိုင်၍မရပါပြီးရင်ကောင်းမွန်တဲ့အနန္တများသာရှိပါတယ်အပုပ်နဲ့များမရှိပါ
ဒါကမိထီလာကန်တော်ကြီးရဲ့ပတ်ပတ်လဲမြူကွင်းများနဲ့အကြောင်းတမိုင်းကြောင်းများပဲဖြစ်ပါတယ်ခင်ဗျာနောက်ထပ်ဤကဲ့သို့ဘူးဒရရစရာများကိုသိရှိလိုပါကကျွန်တော်တို့ရဲ့ new challenger trouble management solution pick လေးကို like and follow လုပ်ထားဖို့မမေ့ကြပါနဲ့เนาะကျေးဇူးတင်ပါတယ်ခင်ဗျာ